ကြည့်ပါဦးကွမ်ရှိပြည်နယ်ကတောင်သူတွေဟာကြံရွက်တွေကိုအထက်ထပ်တုံးပြီးကြံပင်တွေကိုအလုတ်ရှုပ်ခံပတ်ပေးနေကြပါတယ်ဒီလိုဘာလို့အပင်ပန်းခံလုံနေရတာလဲဆိုတာတင်သိကျင်နေပါလိမ့်မယ်အေးတန်ကနေကာကွယ်ဖို့များလားတကယ်တော့ဒီနောက်ွယ်မှာတခြားလျှို့ဝှက်ချက်ရှိနေပါတယ်ဒီထူးခြားတဲ့ကြံအမျိုးအစားကိုကျောက်စိမ့်ချူကြံလူခေါ်ပြီးကွမ်ရှိပြည်နယ်နဲ့ထူးခြားဆန်းသစ်တဲ့ရှားပါမျိုးစိတ်တစ်ခုဖြစ်ပါတယ်သူကတခြားကြံတွေနဲ့မတူတဲ့ဝိသေသလက္ခဏာတွေရှိပါတယ်အခွန်ကပစိန်ရင်ခွဲတောင်ပန်းလို့အလွန်ပါလွာပြီးလက်သေးလေးနဲ့အသားလေးကော်ယုံနဲ့ခွာလို့ရပါတယ်အရသာကလည်းရင်အေးစင်မဲ့ချိုမြင်မှုမျိုးရှိပြီးကြီးလိုက်တာနဲ့တင်သွားရည်ရိုးစရာပါဒါပေမဲ့သူကမွေးရပါနူနယ်လွန်းတာကြောင့်ပြင်းထန်တဲ့နေရောင်ကြီးတန်ကိုလည်းကြောက်ရတယ်လို့ပိုးမွားနဲ့ပုရိစိတ်တွေရဲ့ရန်ကိုလည်းခံရတတ်ပါတယ်ဒီလိုမင်းသမီးလေးလိုနူနယ်လွန်းတဲ့အကျင့်ကြောင့်ပဲတောင်သူတွေဟာကြံရွက်တွေကိုတဘာဝကာကွယ်ရေးဝတ်စုံအခေအသုံးပြုတဲ့နီလန်းကောင်းကိုတီထွင်ထည့်ကြတာပါဒါဟာနေလောင်တန်နဲ့ပိုးမွားရန်ကနေကာကွယ်ပေးုံတင်မကအတွင်းကလက်ဆက်တဲ့အရည်ရွှဲမှုကိုလည်းထိမ့်သိမ့်ပေးပါတယ်ပိုပြီးထူးခြားတာကကြောက်စိမ့်ဖြူကြံဟာ9 မီတာကျော်အထိမြင့်အောင်ကြီးထွားနိုင်ပြီးကြံလောကရဲ့ခြေတန်းရှည်မော်ဒယ်လို့တောင်တင်စားလို့ရပါတယ်ဒီလိုအရက်ရှည်တဲ့ကြံပင်တွေလေးတိုက်လို့လဲမတော့အောင်တောင်သူတွေဟာဝါးစင်စနစ်ကိုအထူးတလဲတိဆောက်ပေးထားကြပါတယ်ဒီလိုရက်ဖာနေတဲ့ဝါးစင်တွေဟာကြံဆိုင်ခင်းအတန်းကာကွယ်ရေးခြံစည်းရိုးတွေလိုဖက်နေပြီးကြံပင်တိုင်းကိုမတ်မတ်နဲ့တဲတဲမတ်မတ်ကြီးထွားစေတဲ့နီးလန်းဖြစ်ပါတယ်ရိတ်သိမ်းချိန်ရောက်တဲ့အခါမှာတော့တောင်သူတွေဟာဂေါ်ပြားနဲ့ကြံမြစ်ကိုအသားလေးတူးဖြတ်ပြီးခြိထားတဲ့ကျိုးတွေကိုဖျက်လိုက်ရုံနဲ့ကြံပင်လုံးဟာအလိုက်အတင်လေးလဲကျလာတာကြောင့်ရိတ်သိမ်းရတာလွယ်ကူပြီးထိရောက်မှုရှိပါတယ်စိုက်ပျိုးပုံကနေရိတ်သိမ်းပုံအထိဒီလိုထူးခြားတဲ့နီးစနစ်တွေကြောင့်ပဲကွမ်ရှိကြောက်စိမ့်ဖြူကြံဟာဈေးကွက်ထဲမှာနာမည်ကျော်ကြပြီးလူကြိုက်များတဲ့အစ်စ်မြင့်ကြံအမျိုးအစားဖြစ်လာခဲ့တာပါ